Hello မင်္ဂလာပါကျွန်တော်ဒီနေ့ကျွန်တော်ရွှေဈေးလေးကို analysis လုပ်ပြီးတော့ဖြစ်ပါတယ်မလို့ရတာကြာပြီအရင်ကကျွန်တော်ရဲ့ video တွေကိုကြည့်ခဲ့တယ်ဆိုရင်တော့ရွှေဈေးကျွန်တော်ရဲ့ခံမှန်းချက်ကလေးတွေဘယ်ထိရောက်နိုင်ဘယ်ထိရောက်နိုင်လဲဆိုပြီးတော့ဘယ်ထိရောက်နိုင်တယ်ဆိုပြီးတော့ကျွန်တော်ပြောခဲ့တာလေးတွေမှတ်မိမိရထင်ပါတယ်နော်ကျွန်တော်ပထမဦးဆုံးရောက်မဲ့နေရာကိုပြောခဲ့တာကတော့3800ဖြစ်ပါတယ်3800ပြီးရင်3891ဆိုပြီးတော့ကျွန်တော်ဒီ weight တွေကိုချိန်ပြပြီးတော့ကျွန်တော်ခံမှန်းခဲ့တာဖြစ်ပါတယ်3891ကိုဒီနာတော့ကိုရောက်ပြီးရင်เนาะဒီကပြန်လှည့်ဆင်းဖို့ကျွန်တော်ခံမှန်းခဲ့ပါတယ်အခုပထမခံမှန်းခြင်းဖြစ်တဲ့3800ကိုကျော်ပြီးတော့3891ကိုရောက်ခဲ့ပါပြီရောက်ရှိလို့လာပါပြီโอเคဆိုတော့ရောက်ရှိပြီးတော့ဆက်တက်အောင်မလားပြန်ကြည့်မယ်ဆက်တက်အောင်မလားဆိုရင်1တလစာမှာပြန်ကြည့်မယ်အရင်တလစာမှာကြည့်မယ်ဆိုရင်တက်ဖို့အားရရှယ်ကြီးရှိနေတယ်ဒီ line အတိုင်းတာတွားမယ်ဆိုရင်တလားစာ4000အထက်တောင်တွားနိုင်မှုရှိဒီကောင်ကဒီတစ်ချောင်းကအခုလပြီးကြတဲ့တလဘာနော်စက်တင်ဘာလအတွက်တစ်ချောင်းအခုအောက်တိုဘာလအတွက်ကမအစပဲရှိတယ်ဒီတစ်ချောင်းကဒီထိအောင်ဆွဲဆက်သွားနိုင်တယ်ဒီထဲမှာလည်းပြီးနေတယ်ဒီလိုတွေလည်းဖြစ်လာနိုင်တယ်ပေါ့နော်ဆိုတော့အောက်ကတစ်ပတ်စာတော့ကြည့်မယ်နော်တစ်ပတ်စာမှာကလည်းဒီနေ့တက်ကြဆိုတော့ဒီနေ့နောက်ဆုံးနေ့ဒီနေ့ညဒီနောက်နေ့မနေ့စာဈေးပိတ်မှာပေါ့နော်စနေနေ့မနေ့စာ4နိုင်မှာဈေးပိတ်မယ်ဒီတစ်ချောင်းကဈေးပိတ်တဲ့အခါဒီလိုကြီးတာပြီးတော့မယ်ဆိုရင်နောက်ပတ်မှာလဲတက်ဖို့ကရှိနေတယ်ဒီလိုအယိုးထားခဲ့ပြီးမှဒီလိုမျိုးတွားဖို့ကရှိနေတယ်တိတ်တမွေးတော့ဘူးเนาะ3890ခွန်ထိရောက်ထားပြီကိုအယိုးကဆိုတော့3890ခွန်3900 400ပဲလိုတော့တယ်เนาะ100ပဲ4000ထိတွားပြီးမှထူမလားခက်တာကအခုကအမေရိကန်စီးပွားရေးအခြေအနေနဲ့ဆိုတော့ဒေါ်လာဈေးကျတော့ပို့ပြီးတော့ရွှေရမာစေတာပေါ့โอเคတကယ်လို့သူတက်မလားကျမလားကျွန်တော်ကြည့်မယ်နော်ချက်ကြအောင်ကလည်းလိုတွေမဖောက်သေးဘူးမှကြည့်မယ်လူတက်သွားတယ်ဆင်းလာတယ်ဒီလိုမကြိုးဘူးပြန်တက်သွားတယ်ဒီဟိုင်ကိုဖောက်တက်ပြီးတော့ပြန်ဆင်းလာတယ်ဒီလိုကိုမကြိုးဘူးပြန်ဖောက်တက်သွားတယ်ဒီနေရာကိုဖောက်တက်သွားတယ်ပြန်ဆင်းလာတယ်မနော်လွန်ရှုပ်သွားသူရဲ့လိုရှိမယ်
ဒီမှာလည်းလိုတစ်ခုလုပ်ပြီဒီလိုတွားမလားဒီနေရာမှာအထိချက်ကတော့နည်းနည်းတော့တစ်ချက်နှစ်ချက်သုံးချက်ရှိနေပြီเนาะဆိုတော့ဒီ61ကို3891ကိုဖောက်မတက်နိုင်ဘူးဖြစ်နေကြည့်လိုက်အားပနဲ့ဒီလို value အကြီးကြီးနဲ့ဖောက်မတက်နိုင်ဘူးဖြစ်နေဒီကိုတက်တဲ့အခါမှာလေဖောက်မတက်နိုင်ဘူးဖြစ်တယ်အယိုးတွေပဲထားခဲ့ရထူရှာတယ်ဒီမှာလည်းအယိုးထားခဲ့ရထူရှာတယ်ဒီမှာကတော့ဒီတစ်ခေါက်တက်တာပါရောဖောက်တက်နိုင်မှာလားဖောက်တက်ရင်တော့တက်အားရှိမယ်3890 3890ကိုအပပနဲ့ဘယ်လိုဖောက်ရမလဲဆိုရင်ဒီမှာဥပမာပြမယ်ဒီမှာဒီကအဟိုင်ကိုသူဖောက်တက်တော့တဲ့အခါဘယ်လိုဖောက်တက်သွားလဲ value ဒီတစ်ချောင်းကြီးနဲ့ကန်တယ်ကြီးနဲ့တက်သွားတယ်အားရှိတယ်ဟုတ်ပြီနော်အဲ့လိုမျိုးတက်သွားရင်တော့ဒီလိုတက်သွားလိမ့်မယ်ဒီလိုပဲလို့ကြီးနဲ့တက်သွားရင်တော့တက်သွားလိမ့်မယ်ဒီလိုမျိုးသူက3ချက်ရှိပြီဆိုတော့တတိတော့ထားရမယ်ထိရက်ဒီကောင်ဒီမှာလာထိရ3ချက်ရှိပြီတတိထားနော်သူတကယ်လို့အဲ့ဒီနေရာနေကြမယ်ဆိုရင်ဘယ်ထိကြနိုင်လဲဥပမာကြည့်မယ် Fivo နဲ့အရင်တိုင်းမယ်တိုင်းတော့သူ့ရဲ့ပြန်လှည့်နိုင်ပြန်လာနိုင်တဲ့အလွန်ဆုံး gate ကဘယ်နေရာကြီးလဲဆိုရင်360061ရာခိုင်နှုန်းဖြစ်တဲ့3530နဲ့98ရာခိုင်နှုန်းဖြစ်တဲ့3440ကိုတော့ကျွန်တော်မထင်ဘူးဒီမှာပေါက်တက်ထားတဲ့နေရာရှိတယ်ဒါဟိုင်ဟောင်းဘောနော်3500ဟိုင်ဟောင်း61နဲ့88ကြားလဲဖြစ်တယ်ဟိုင်ဟောင်းကဆိုတော့61ထိအောင်လာမယ်ဆိုရင်3530လာဖို့လာရှိတယ်ဘာလို့လဲဒီမှာ zone ရှိတယ်တွေ့လားဒီ domain zone မှာလာဖို့အများကြီးရှိတယ်ဒီနေရာရောက်ခဲ့ရင်တော့တရားပေါက်ဝယ်ပေါ့နော်အဝယ်လို့ကောင်းတဲ့နေရာတွေပေါ့ဒီနေရာလဲလာဖို့ရှိတယ်ဒီမှာလဲ38ရာခိုင်နှုန်းပေါ့နော်ဒီຢားတွေကနေလှည့်တင်လဲတက်သွားနိုင်တယ်ပေါ့နိုင်ငံရေးအခြေအနေနဲ့ပါနဲ့ပြန်လာနိုင်ခြေရှိတယ်ဆိုရင်ဒီလိုပေါ့ဒါဆိုရင်၄တောင်ကျော်သွားမယ်အဲ့လိုမဟုတ်ဘဲနဲ့အခုတခါတည်းတက်သွားမယ်ဆိုရင်တက်သွားလို့ရတယ်
3890ခုဖောက်တက်ပြီးတော့4000ကျော်တောင်တက်လို့ရတယ်ဒီမြင်းထီအောင်တက်တွိုင်းမှပြန်ထုချတာလည်းဖြစ်နိုင်တယ်ဒီလိုမျိုးပေါ့နော်ဒါတော့စွေကြီးပေါ့စွေကြီးမှကြီးရင်အဲ့လိုမျိုးလိုတွေကတော့အောက်ကလိုတွေကတော့မကျိုးသေးဘူးတက်မယ်ဆိုရင်လည်းတက်လို့ရတယ်သူကတော့ဖြည်းဖြည်းချင်းတက်နေရပဲဒီကောင်လေးကိုကျိုးရင်တော့ဆင်းဖို့ရခိုင်နှုန်းများတယ်ဒီလိုမနော်ဒီလိုတွားထားတာဘူးဒါလေးကိုကျိုးသွားရင်3800ဘယ်လောက်လဲကြည့်ပြီ3992ဒီလိုကိုကျိုးရင်ဆင်းဖို့ရခိုင်အများကြီးတော်တော်လေးဆင်းလိမ့်မယ်အဲ့ဒီလိုကိုကျိုးရင်တော့ခုနကကျွန်တော်ပြခဲ့တဲ့အောက်ဆုံးရောက်နိုင်ကြီးပေါ့နော်3530ဒီရားတွေကို3530နဲ့3500ဝန်းကျင်3500တွေကိုလာမယ်ပေါ့နော်ဒီ3500တွေကိုလာမယ်လာဖို့ရခိုင်တော့အများကြီးရှိတယ်ဘာကြောင့်လဲကျွန်တော်ပြန်ကြည့်မယ်ဥပမာနေရပေါ့နော်ဒီမှာဒေါ်နယ်ထရန့်အခွန်တွေတိုးကောက်တော့2025ဧပြီလ9ရက်နေ့မှာကောက်တယ်အဲ့ဒီစာရေးတက်တာပေါ့နော်ဘယ်နေ့ထိတယ်ဧပြီလ22ရက်နေ့ထိ9ရက်နေ့ကနေ22ရက်မှာ3500ကိုရောက်သွားခဲ့တယ်ပေါ့3500ကိုရောက်သွားပြီးတော့ပြန်လာတယ်ပြန်လှည့်တယ်ဘယ်လောက်ထိအောင်ဆင်းလဲဖြီကိုနဲ့အတိုင်းကြည့်မယ်ဘယ်လောက်ရခိုင်နှုန်းထိအောင်ဆင်းလဲတွေ့လား61နဲ့61ရာခိုင်နှုန်းနဲ့88ရာခိုင်နှုန်းကြားကိုရောက်လာတယ်တွေ့လားအတိုးတွေခဏဒီအခွန်တိုးကောက်မှုတွေခဏငြိမ်တော့ပြန်ဆင်းလာတဲ့ဟာဒီသူစတက်တာနေရောထိတ်ဆုံးထိအောင်ဖြီဖို့တိုင်းရင်88နဲ့61ကြားလာခဲ့ပါတယ်အဲ့လိုပဲဒီမှာလဲ87နဲ့68 88နဲ့61ကြားကိုလာမယ်ဆိုရင်3500တဲကိုလာဖို့ရခိုင်တော့အများကြီးရှိတယ်ဒါကဒီ3890ကနေဆင်းမှ3992ကိုဖောက်ကြမှအခုဒီနေရာလက်ရှိဒီနေရာနေပြီးတော့ဒီလိုဖောက်ကြမှဒီလိုလာမယ်ဆင်းအများကြီးပဲ300လောက်ဆင်းရမယ်ဒီခေါက်မှာရောအဲ့လိုဆင်းခဲ့လားကြည့်မယ်3500ကနေ3120 3120ထိ
သူဆင်းခဲ့တယ်ဆိုတော့400ခန်းလေးလောက်ဆင်းမှာ380 S 380တိဆင်းခဲ့တယ်ဒီမှာအ380ဆင်းမယ်ဆိုရင်900ပဲထား3900 3520 3520 okay 3520 3520ဆိုရင်380ဖြစ်မယ်380ဒီ380 weight ဒီဒီမှာ3520ဒီဒီအစိမ်းမြင်နော်3520ဒီ6 PO နဲ့ရှိရဲ့61%နဲ့98%ရမှာရှိတယ်ဝိတ်အထမတိုးနှုံးတွေတိုးတွေဟိုဒီကုန်တယ်မှုအခွန်တွေတိုးကောက်တော့မှာပေါ့နော်တိုးကောက်တော့ပြီးညှိနှိုင်းကြတယ်ဆိုတော့တည်င်းနေကြာပြီးနောက်မှာပြန်ဆင်းခဲ့တဲ့ဟာဒီတဲ့380 380ဆင်းခဲ့တယ်ဟုတ်နော်ဒီမှာလည်း380ဒီအခုလက်ရှိရောက်သွားတဲ့3900ပဲထားလိုက်တော့3890ဆိုတော့3900ပဲထားလိုက်တော့3900နေတော့အောက်ကိုပြန်ဆင်းမယ်ဆိုရင်ဒီ3520ဒီဆင်းမယ်ဆိုရင် S 3000 380ပေါ့နော်3520ဒီဆင်းရင်380ဝိတ်ဖြစ်တယ်ဒါအခုလက်ရှိနေရာနေဆင်းမယ်ဆိုရင်လာနိုင်ကြီးအများဆုံးနေရာပေါ့နော်3520ကိုအဲ့နေရာရောက်ရင်တော့ကောင်းလေးဝယ်ရဖို့တိုက်တွန်းပါတယ်ဝယ်လို့အကောင်းဆုံးနေရာဖြစ်တယ်ဘာကြောင့်ဝယ်လို့အကောင်းဆုံးနေရာလဲဖီယိုနဲ့ရှိရဲ့61နဲ့88ရာလဲဖြစ်တယ်ပြီးရင်3500ဆိုတာကလည်းဒီ3500ဆိုတာကလည်းအရင်ရဲ့အခွန်တွေတုတ်ကောက်တော့ရောက်ခဲ့တဲ့ဟိုင်းလည်းဖြစ်တယ်နှစ်ချက်ညီတယ်ပြီးလို့ရှိရင်ဒီမှာဒမန်းဆောင်ရှိတယ်ဆိုတော့တုံးချင်းညီတယ်တုံးချင်းညီတဲ့အပြင်ဒီမှာဒီလိုရှိတယ်ပြီးရင်ဒီလိုတွားဖို့ရှိတယ်ဟုတ်ပြီနော်ထွင်လိုက်နေမှာနော်โอเคအားလုံးကျေးဇူးတင်ပါတယ်ကဲတက်မှာလားဆင်းမှာလားနောက်ဆုံးအနေနဲ့ပြောခဲ့မယ်တက်မယ်ဆိုရင်3890ကိုအားပါနဲ့ဖောက်တက်ရမယ်breakout ဇုံအကြောင်းတွေလေ့လာထားတဲ့လူတွေတွေ့တော့အဆင်ပြေတာပေါ့နော်တိမှာပေါ့အဲ့လိုပြောတာ ਨੇ ဒီကလိုဆင်းမလားဆိုရင်ဆင်းမယ်ဆိုရင်3990နှစ်ကိုဖောက်ကြမှာခုနကျွန်တော်ပြောတဲ့3520တဲကိုလာဖို့ရှိပါတယ်
ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုအားပေးရတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ